သေးဘူးကွယ်သင်ရှုံးမပေးလိုက်ပါနဲ့တမြင်တိုင်းတွေးမေဒီရှင်တနေရတဲ့လူဘဝရင်ကပဲဘာကြောင့်မစိတ်ပြည့်စရာတွေကိုရွေးချယ်တင်းကြီးတွားလို့နေမလဲအဆုံးကိုလမ်းလို့ကြည့်ပါကွယ်သင်မြင်နေသမျှလောကချမ်းသာတွေကမမြဲဒီဘဝကတော်တော်လေးပဲအစိုးကောင်းတွေရဲ့အပြည့်နဲ့မမပြတ်ချင်တာတွေလည်းဖြစ်လာမယ်ရာရာဟာချိုးချောင်းတွေနဲ့ဒီခိုင်အတန်တော်တော်လေးတဲ့ထာဝရအတွက်ကိုသာရွေးချယ်မမြင်ရသေးတဲ့မနှက်ဖြစ်ရဲ့တဲ့ကောင်းဆုံး